leader တယောက်ဖြစ်တယ်ဒါပေမဲ့အောက်က team ကိုကောင်းကောင်းကြီးဆွဲမခေါ်နိုင်သေးဘူးဒါပေမဲ့ဒီတင်တန်းကိုလာတက်တဲ့ခါမှာကိုဘာတွေပြန်လုပ်ပေးရမလဲကိုအောက်က team member တွေကိုရဲ့ organization team တစ်ခုလုံးကိုဘာတွေလုပ်ပေးရမလဲဆိုတာလည်းမြင်လာရပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကရန်နိုင်စိုးပါကျွန်တော်က Techno Mobile မြန်မာ company ရဲ့ trainee supervisor sub conference အားနေတဲ့အပိုင်းလေးအချိန်ဆွဲနေတဲ့အရာတွေရှိတယ်နောက်ကြောက်ရှင်ကိုဘာလုပ်နေတယ်လဲကိုဘာဖြစ်ချင်လဲဆိုတဲ့အရာတွေမသိတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်သိချင်တယ်ဒီတင်တန်းကနေတော့ဘာတွေကျွန်တော်တို့ထပ်ပြီးတော့ရနိုင်မလဲဆိုတာသိကျွန်တော်လာတက်တာပါ TNT မတက်ခင်ကကျွန်တော်ဘဝမှာကျွန်တော်ကleader တယောက်ဖြစ်တယ်ဒါပေမဲ့အောက်က team ကိုကောင်းကောင်းကြီးဆွဲမခေါ်နိုင်သေးဘူးနောက်တစ်ခုကြောက်လို့ရှိရင်သူတို့လည်းပြန်ပြီးတော့တင် जा ပို့ချမှုတွေမလုပ်နိုင်ဘူးအဓိက share value ပေါ့ပြန်ပြီးမျှဝေတာတွေမလုပ်ဖြစ်ဘူးဒါပေမဲ့ဒီတင်တန်းကိုလာတက်တဲ့ခါမှာကိုဘာတွေပြန်လုပ်ပေးရမလဲကိုအောက်က team member တွေကိုရဲ့ organization team တစ်ခုလုံးကိုဘာတွေလုပ်ပေးရမလဲဆိုတာလည်းမြင်လာရပါတယ်ကျွန်တော်ဒီကနေပြန်သွားပြီဆိုတော့ကျွန်တော်ရဲ့ဒီ organization team တစ်ခုလုံးကိုကျွန်တော်ပိုကောင်းတဲ့အိမ်မက်တွေပေါ်ဆောင်ပေးနိုင်လိမ့်မယ်နောက်တစ်ကြောက်လို့ရှိရင်ဒီတက်ပိုကောင်းတဲ့ team တစ်ခုလုံးနဲ့ကျွန်တော်ပြန်ပြီးတော့ဖွဲ့ပေးနိုင်လိမ့်မယ်ဗျနောက်တစ်ခုကကျွန်တော်ရဲ့ကိုပိုင်အိမ်မက်ပါဆိုရင်တော့ကျွန်တော်ကဒီကိုပိုင်စီးပွားရေးဘက်ကိုသွားခြင်းတဲ့အရာတွေရှိတယ်အရင်တော့ဆိုကျွန်တော်သွားခဲ့ပူတယ်ပြန်ပြုတ်ကျတဲ့အရာတွေလည်းရှိတယ်ဆိုတော့အဲ့ပြုတ်ကျတဲ့အရာတွေမှာဘာဖြစ်လဲဆိုတော့ကိုပြန်ပြီးတော့ပြုပြင်ပြောင်းလဲမှုတွေမလုပ်တာနောက်ကိုပြန်ပြီးတော့တုံးတက်မှုတွေမလုပ်ဖြစ်တာပေါ့အဲ့ဟာတွေကြောင့်ကျွန်တော်ကဒီတင်တန်းကနေပြီးတော့ရလိုက်တာဖြစ်တဲ့အတွက်ဒီတက်ပိုကောင်းတဲ့အရာတွေနောက်တစ်ခုကြားလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ပိုင်ပြန်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ team တစ်ခုလုံးကိုဘယ်လိုမျိုး leading လုပ်ရမလဲဆိုတာလည်းပို့ပြီးတော့မြင်လာရပါတယ်လူမိကိုယ်တိုင်ဘာလုပ်ရမလဲဆိုတော့မတိပဲနဲ့လမ်းပြောင်းနေတဲ့သူတွေတကယ်ကိုယ်တိုင် smart goal မရှိသေးတဲ့သူတွေအနေနဲ့ဒီတင်တန်းကိုတက်တင်တယ်ဒီတင်တန်းတက်ပြီးသွားပြီဆိုတော့ကိုယ်တိုင်ဘာလုပ်ရမလဲဘာတွေအားနည်းနေလဲငါဘာတွေထပ်ပြီးတော့ဖြည့်ဆွဲရမလဲဆိုတော့ပို့ပြီးမြင်လာရပါလိမ့်မယ်ခင်ဗျာ